နောက်မကြပါတချင်းကို music note ထုတ်ပြီးမှ online ပေါ်မှာအားလုံးကိုလေ့လာဖို့အတွက် note ချထားပေးပါတယ်တကယ်၍ note လုပ်ချင်တယ်ဆိုရင်တော့ကျွန်တော် Sans Piano Class ဆိုပြီးမှ Facebook စာမျက်နှာမှာ notes ကိုတောင်းယူလို့ရပါတယ်လို့เนาะလာတောင်းလို့ရပါတယ်လို့အားလုံးအတွက်အဆင်ပြေအောင်လို့အနည်းဆက်ဆုံးရေးပြီးမှပို့ထားပါတယ်လို့ရေးထားပါတယ်လို့အားလုံးကိုပဲအဆင်ပြေကြပါစေတကယ်လို့စိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ YouTube channel ကိုလည်း subscribe ပါလေးလုပ်ထားပေးကြပါဦးလို့အားလုံးကိုမေတ္တာရက်ခံလိုပါတယ်ဆိုတော့နောက်လည်းအများကြီးကျွန်တော်ဒီတလောက်လေးကျွန်တော်နားလေတလောက်လေးကိုအခုလို sharing လုပ်တာဖို့စစ်စစ်ရှိပါတယ်အဓိကတော့ကျွန်တော် gospel song တွေကိုပဲလုပ်တော့မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဦးတည်ချက်လည်းဒီ gospel song တွေကိုအားလုံးအလွယ်လင်းတစ်ခုတီးလို့ရအောင်လို့အားလုံးအမှုတော်မြတ်နိုင်ပေါင်းစက္ကန့်နိုင်အောင်လို့ကျွန်တော်နားလေတလောက်လေးကို YouTube မှာရေးပြီးမှအစီခံခြင်းဖြစ်ပါတယ်လက်တွေ့ကြကြလေ့လာတဲ့လူတွေ